စိတ်ကအဓိကလို့ခေါ်ထားတာမြတ်စွာဘုရားဟောတယ်စိတ်ကအဓိကဖြစ်တာဖြစ်တော့ကြောင့်ကိုယ်စိတ်ကိုပဲဆန်းစစ်တခုထိခိုက်သွားပြီဆိုရင်ကိုယ်စိတ်ကိုပဲဆန်းတယ်ငါတမင်လှုပ်ထားလားမတော်တဆဖြစ်သွားတာလားဒီလိုဆိုလို့တယ်ပေါ့ဥပမာမယ်မြန်မာပြည်မှာငယ်ငယ်တုန်းကလည်းဒီလိုကြားဘူးတယ်ကိုချောက်သရဝါလေးတစ်ကောင်ဟာခြေကျိုးလက်ကျိုးဖြစ်သွားတယ်ဆိုအေးဝတ်ပါလိုက်မယ်ဝတ်ပါလိုက်မယ်ဒီခြေကျိုးတာကြီးဝတ်ပါမှာဆိုလို့တတ်ပြစ်တတ်တဲ့ဝတ်ပါသွားတာဩအသက်ခံရတာပေါ့အဲ့တော့ငကိုယ်တော့ခြေကျိုးတာတော့ကိုကမတော်တဆဖြစ်သွားတယ်အဲ့ဒါကဝတ်မဟုတ်ဘူးအပြစ်မဖြစ်သေးဘူးနော်မတော်တဆကိုချောက်သရဝါတစ်ကောင်ဟာမတော်တဆဖြစ်သွားရင်ကိုချောက်မဟုတ်အကျဉ်းတရားထားပြီးတော့သူ့ကိုကုသပေးရင်ကုသိုလ်ရအောင်ပဲဝတ်လိုက်မှဆိုတာကြောက်တာနဲ့လူတွေကတတ်ပြစ်လိုက်ကြပြီးတော့ပြောလိုက်သေးတယ်သရဝါဆိုတာလူချွတ်မှချွတ်တယ်